လာပါဒီညလေးကိုတော့စူရိုကဖန်ကားနေချင်းပြန်ခီးစဉ်လေးရဲ့ဒုတိယနေရာအနေနဲ့ရောက်ခဲ့ပါတယ်ဒီညကိုဖူးခက်ကနေပြီးတော့တမ်းမိလာမယ်ဆိုလို့ရှိရင်2နာရီကျော်လောက်မောင်းရပါတယ်စူရိုပထမသွားခဲ့တဲ့စမတ်နချီပြူဝါကနေပြီးတော့လာလို့ရှိရင်တော့1နာရီကျော်လောက်မောင်းရတယ်ပေါ့နော်ဟုတ်တယ်အေးညပဲဟောလေးတွေစိုက်ထားဒီမှာထင်းရှုပ်ပင်လေးတွေအမကြီးပါရေတော်တော်ယူပြားဆွစ်ဇာလန်ပေါ့နော်သူတို့အရှိမရေးထားတဲ့ဆိုင်ပုံရဆွစ်ဇာလန်ဆိုပြီးတော့ရေးထား။မှာတွေ့ရတာအောက်မှာအဖက်တွေဖြစ်နေ။ထုံးနေလားကက်မီကယ်ဘတ်တွေလားတော့မသိပါဘူးနော်။ဟောတာတော့တော်တော်လေးမှာကညလည်းကျဲပဲ။ကျဲပဲနော်။တောင်ရအရန်ကြီးတော့စောနာကားကနေပြီးတော့ဟိုလော့စပီကာနဲ့ကြော်ပြအတက်နေတာသူဝုန်းဝုန်းပဲဖြတ်အဲတောင်ရနေပဲ့တဲ့တန်ရကြားတာကြောက်စရာဘလို့တန်ရဘာတန်ရမ်းဒီဆိုတော့နာစောနာမှာကားရောက်လာတော့မှအဲရပဲ့တဲ့တန်တောက်လျှောက်အဲတောင်ဘက်ကိုရိုက်ပြီးတော့ပဲ့တဲ့တန်နေပြန်နေရပါတော့